ကဲပြောသမီးကသူ့ကိုဘာလို့ပါရလိုက်တာလဲ သမီးတို့သူခန်းထဲလိုက်ခဲ့ဖို့ခေါ်ရဆရာ ဟုတ်လားခန်းလေးတော့ပေါ်ရဆိုတော့မရိုင်းတာအားကြောင့်သမီးကသူ့ကိုပါရလိုက်တယ်ပေါ့ မရိုက်သေးဘူးဆရာအခန်းထဲရောက်တော့သူသမီးကိုအင်ကြီးချုပ်ခိုင်းနေ ဟာဒါတော့လွန်သွားပြီအဲ့ဒါနဲ့သမီးကသူ့ကိုပါရလိုက်တယ်ပေါ့ အဲ့ဒါနဲ့မရိုက်သေးဘူးဆရာသူသမီးကိုဘောင်းမိပါချုပ်ခိုင်းနေ ဟာဒါကာမလိမ်လည်မှုပဲအားကြောင့်သမီးကသူ့ကိုပါရလိုက်တယ်ပေါ့ မရိုက်ရသေးဘူးဆရာသူသမီးကိုကတင်ပေါ်မှာအိတ်ခိုင်းနေ ဟာဒါမဒိန်မှု306ဖြတ်သွားပြီအားကြောင့်သမီးကသူ့ကိုပါရလိုက်တယ်ပေါ့ မရိုက်သေးဘူးဆရာ နေပါဒီနေ့ရိုက်ဖို့စီစဉ်ရှိသေးလား သူကသမီးကိုစကားတခွန်းပြောတယ်ဆရာ ဘာစကားပြောလို့လဲ तू က ငါနင့်ကိုအလကားစားနောက်ခြင်းလို့ခေါ်လာတာနင်အခုအိမ်ပြန်လိုက်တော့လို့ပြောရဆရာအဲ့တော့မှသမီးစိတ်တူပြီးသူ့ကိုပါထားရိုက်လိုက်တယ်ဆရာ